ပရိသတ်ကိုချစ်တဲ့အနုပညာရှင်တယောက်ဆိုတာကိုဒီလိုလုံးရနဲ့သက်သေပြခဲ့တဲ့ဖွေဖွေပရိသတ်များရှင်အပူလုံးနေနဲ့ဘဝကြီးကိုဘာဆက်လုပ်ရမလဲဆိုပြီးတော့လမ်းပြောင်းနေတဲ့အချိန်မှာတောင်ဖွေဖွေတယောက်ကအနုပညာရှင်ဆန်ခဲ့လို့ပရိသတ်တရားချီးကျူးနေကြပြီလည်းဖြစ်ပါတယ်။ဖွေဖွေကအနုပညာနဲ့ပတ်သက်လာရင်ထိတ်တန်းမင်းသမီးတယောက်ဆိုတဲ့ဂုံပုံးနဲ့ညီအောင်စူးစမ်းနေထိုင်သူတယောက်ပါ။မြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတစ်လက်အောင်မြင်မှုများစွာရရှိထားတဲ့မင်းသမီးတစ်လက်ဖြစ်ပေမဲ့ဖွေကငွေနောက်ကိုမလိုက်ပဲနဲ့သူ့ရဲ့အနုပညာကိုအရေးသွေးကောင်းအောင်စူးစမ်းခဲ့တာအားလုံးပဲသိကြမှာပါ။ဖွေကအောင်မြင်နေတဲ့မင်းသမီးတစ်လက်မို့တလားကိုရုံတင်ကားတကားရိုက်နေတဲ့အနေထားရှိပေမဲ့ဖွေက quality ကောင်းဖို့အရေးကြီးတယ်ဆိုပြီးတော့တနစ်ကိုတကားလောက်သာရိုက်ကူးခဲ့ရလဲဖြစ်ပါတယ်။အနုပညာနဲ့ပတ်သက်ရင်အကောင်းဆုံးနေဖြစ်အောင်အမြဲတမ်းစူးစမ်းပုံဖော်နေတဲ့ဖွေကအခုဆိုရင်တော့မထင်မှတ်ထားတဲ့သူ့ရဲ့လုပ်ရက်ကြောင့်ပရိသတ်တွေကြားထဲမှာချီးကျူးခံနေရတာလည်းဖြစ်ပါတယ်။ဖွေကတာမန်အချိန်တွေမှာလည်းပုံမှန်နေထိုင်တဲ့သူတယောက်ဖြစ်သလိုအခုလိုမျိုးသူပြိုလဲနေတဲ့အချိန်မှာပါပရိသတ်တွေအပေါ်ဆက်ဆံလာတဲ့အပြုမှုကိုကြည့်ပြီးတော့အားလုံးကမချီးကျူးပဲမနေနိုင်ဖြစ်ခဲ့တဲ့အထိပါပဲဖွေတယောက်အခုချိန်မှာဘလောက်တောင်မှပူပင်တော့ကရောက်နေလဲဆိုတော့သူ့ကိုချစ်တဲ့ပရိသတ်တိုင်းသိကြမှာပါအနုပညာရှင်တိုင်းပျော်နေကြတဲ့အချိန်မှာဖွေကကဘာပြတ်တယ်လို့ခံစားချက်မျိုးခံစားနေရတာလည်းဖြစ်ပါတယ်အနုပညာရှင်တိုင်းရဲ့ပျော်ရွှင်စရာပွဲတစ်ပွဲဖြစ်တဲ့အကယ်ဒမီပေးပွဲကိုပျော်ပျော်ရွှင်ရွှင်တက်နေတော့မှာပဲဖွေးတယောက်မမျော်လင့်ပဲတန်ဖိုးမဖြတ်နိုင်တဲ့မောင်လေးကိုဆုံးရှုံးခဲ့ရတာပါဖွေးစိန်ကတော့အခုချိန်မှာမောင်လေးစိတ်နဲ့နာကျင်မှုတွေနဲ့ဖြစ်မစင်နိုင်အောင်ဖြစ်နေပါတယ်ဖွေးတယောက်မောင်လေးကိုရုတ်တရက်ဆုံးရှုံးလိုက်ရတာဘလို့မှဖြေသိလို့မရနိုင်တာဖြစ်ခဲ့တာပါနောက်ပြီးတော့အမေဖြစ်သူနဲ့သူမနဲ့အကယ်ဒမီပွဲကိုတက်နေတဲ့အချိန်မှာမောင်ဖြစ်သူရုတ်တရက်နှလုံးအမောဖောက်ပြီးတော့အသက်ဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်ဖွေးတယောက်ပုံမှန်ထက်ပိုပြီးတော့ယူမတက်ခံစားရတာကလည်းသူတို့သားမီးမရှိတဲ့အချိန်မှာသားတယောက်လိုချစ်ရတဲ့မောင်လေးကအခုလိုဖြစ်သွားခဲ့တာပါအနုပညာရှင်တိုင်းလှပပြီးတော့ပျော်နေကြတဲ့အချိန်မှာဖွေရတော့မောင်လေးရဲ့စိတ်နဲ့ငိုကြွေးနေရတာလည်းဖြစ်ပါတယ်မောင်လေးရဲ့သတင်းကြားကြားချင်းမှာမယုံနိုင်အောင်ဖြစ်ခဲ့တယ်လို့ခံစားလို့တောင်မရနိုင်တဲ့အထီကိုဖြစ်နေရလဲဖြစ်ပါတယ်ဖွေရတော့နာကျင်မှုတွေကိုမျိုးသိပြီးတော့တယောက်တည်းရှိတဲ့မောင်လုံးရဲ့နောက်ဆုံးခီးကိုလိုက်ပါပို့ဆောင်ပေးခဲ့ရလဲဖြစ်ပါတယ်ဖွေတယောက်နာကျင်မှုတွေကိုမျိုးသိပြီးတော့ဘလောက်တောင်အားတင်းထားရလဲဖွေရဲ့ပုံစံကိုကြည့်ရင်တော့သိနိုင်ပါတယ်အဖေဖြစ်သူရောမောင်လေးရောကအချိန်သိမ့်မကွာပဲနဲ့ထွက်သွားတာမို့ဖွေးတယောက်ကတော့ယူမတက်ကိုခံစားနေရတာလည်းဖြစ်ပါတယ်ဖွေးကတော့ပြောလို့မရဒါတကယ်ကိုပဲဖော်ပြလို့မရတဲ့နာကျင်မှုတွေနဲ့ပြောပြလို့မရတဲ့နာကျင်မှုတွေနဲ့မောင်ဖြစ်သူရဲ့နောက်ဆုံးခီးကိုစိတ်ထိန်ပြီးတော့လိုက်ပါပို့ဆောင်ခဲ့တာပါလိုက်ပါပို့ဆောင်တဲ့အချိန်မှာလဲဝမ်းနည်းမှုတွေကိုမျိုးသိပြီးတော့ဟန်မပြတ်အောင်ထိန်းရင်းနဲ့ပို့ဆောင်ခဲ့ရလဲဖြစ်ပါတယ်အဲဒီလိုမျိုးပူပင်တော်ကားနဲ့နာကျင်မှုတွေခံစားနေရတဲ့အချိန်မှာတော့ဖွေးကသူ့ရဲ့ပရိသတ်တွေကိုအလေးထားခဲ့တာမို့ပရိသတ်တွေကချီးကျူးနေကြတာလည်းဖြစ်ပါတယ်။ပြိုလဲနေတဲ့အချိန်မှာတောင်မှပရိသတ်တွေအပေါ်ဆက်ဆံတဲ့ဖွေးရဲ့ပြုမှုတွေကလေးစားဖို့ကောင်းတယ်ဆိုပြီးတော့ချီးကျူးစကားတွေရနေရလဲဖြစ်ပါတယ်။ပရိသတ်တို့အမြင်မှာရောဖွေးရဲ့ပြုမှုတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲဆိုတာ comment လေးထဲမှာရေးခဲ့ပေးပါအောင်။ဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။